6နာရီနဲ့27မိနစ်ရှိသွားပြီဒီကုတ်ဒါပေမဲ့မိုးတော့မ6တယ်ဘူးလေဒီမှာမိုး6နောက်ကျတယ်ဒီမှာမိုး6နောက်ကျတယ်နောက်ပြီးတော့မိုးလင်းတဲ့ခါကျရင်လေမနေ့4နာရီခွဲဆိုရင်မိုးလင်းပြီတဲ့ညဆိုတေးလေးပဲညဆိုရင်ခဏပဲဒါမိုး6မဆို8နာရီခွဲ8နာရီခွဲလောက်မှမိုး6မယ်ဟယ်လိုအပေးကြပါအောင်ဝင်လာခဲ့ပေးကြပါအောင်ဝင်လာရင် comment လေးရေးပေးပါအောင်ဘယ်သူလဲဆိုတော့သိရအောင်လေ comment မရေးဘူးဆိုရင်မသိဘူးဖြစ်နေတယ်အဲ့ဒါဘာလဲနှိုက်ရမှလဲဆိုတော့ပြောပြပေးပါအောင်တော့မတတ်ဘူး YouTube မှာ live လွှင့်တက်ရင်လေပြောတင်ပေးပါဦးဝဲဒီမှာ live လွှင့်မတက်ဘူးဖြစ်နေတယ် live လွှင့်တင်တဲ့တော့တက်ရင်ကောင်းမလားဘယ်သူတင်နေကွယ် live လွှင့်တင်တဲ့လူရှိရင် live လွှင့်တင်တဲ့တော့တက်မှာဒီမှာချွေးတယ်နဲ့ဒီမှာစပင်းကတော့စူနေရောဒီကိုရီးယားမှာစပင်းနေလေကျွတ်တယ်ဟေးအခမ်းမှာဆိုရင်စပင်းနေတအားကျွတ်တယ်ဒီမှာဟာလဲခလဲမနိုင်နေဒီမှာ delay ဝယ်ထားတယ်ဒီမှာအဲ့ဒီမွေးတွေကို delay နဲ့ပဲတိုက်ဆိုတော့လေတိုက်ဆိုတော့တိုက်နဲ့ကတ်သွားတာပေါ့အဲ့လို delay နဲ့လှိုက်လိုက်ပြီးခလဲမနိုင်ဘူးမွေးတွေကျွတ်လိုက်ကြသူများမှာကိုရီးယားမှာဆိုရင်ကိုရီးယားလာတဲ့လူတွေကစပင်ဖြူရင်ဖြူမဖြူဘူးဆိုရင်တော့စပင်ကျွတ်တယ်ကျွန်တော်စပင်ကျွတ်တယ်စပင်မဖြူဘူးအများအဖြစ်စပင်ဖြူတယ်လေများတယ်စပင်ဖြူတယ်များတယ်တချို့တွေပြောစပင်ကျွတ်တာခောက်ဆွဲစားများလို့လားခောက်ဆွဲစားများရင်စပင်ကျွတ်လဲသိတဲ့လူရေးလာပေးပါဦးခောက်ဆွဲစားများရင်စပင်ကျွတ်တတ်လားလို့စပင်ကျွတ်တာခောက်ဆွဲစားများတဲ့ခောက်ဆွဲစားများလို့ကျွတ်တာလားဘယ်လိုလဲရှိလဲတယောက်ရှိတယ်ဝင်လာပြီးရင်ခဏထွက်ဝင်ပြီးထွက်ဘာဖြစ်လို့လဲစကားလေးပြောကြရအောင်လေကျွန်တော်တယောက်တည်းဒီမှာတယောက်တည်းပြင်းလို့ live လွှင့်ပြီးတော့စကားလေးပြောကြရမလားဆိုပြီးတော့အဲ့ဒီအသွေးနဲ့ live လွှင့်လိုက်တာတကယ်ချင်းတို့လေကျွန်တော်ကိုဘယ်သူမှလည်းမခင်ဘူးလားမသိဘူးကွာဘယ်သူမှလည်းစကားလာမပြောကြဟယ်လိုsubscribe လောက်တော့ပေးပါအောင်နော်ဝင်လာပြီးရင် subscribe လောက်တော့ပေးပါအောင်ဘယ်သူလဲရှိလဲဘယ်သူလဲအဲ့ဒီတယောက်ကဘယ်သူလဲရေးလာပေးအောင်လေဘယ်ကနေကြည့်နေလဲတကယ်ချင်းတို့ရေကဲဆိုကြည့်ရလို့လည်းမရှိဘူးဆိုတော့ကျွန်တော် like ချလိုက်တော့မယ်နော်နောက်နေ့သမင်းစားနေ့တိုင်း like လွှင့်မယ်အားပေးပါအောင်နော်ကျွန်တော်ရဲ့ Facebook အကောက်က view တက်ရအောင်လေနော် view တအားကျသွားတာ view ကျတော့ကောင်းပြီအားပေးပါအောင်နှစ်ယောက်အားလုံးမင်္ဂလာပါဝင်လာပေးပါအောင်